မျိုးသမီးဟာအမွာကလေးနှစ်ယောက်ကိုခေါ်ပြီးသူမရဲ့ဇာတိမြေကိုပြန်လာခဲ့ပေမဲ့6နှလုံးလုံးရှောင်တိန်ခဲ့ရတဲ့ခင်မွန်းဟောင်းနဲ့မထင်မှတ်ပဲဆုံတွေ့ခဲ့ပါတယ်ကလေးတွေဟာသူ့ကလေးတွေမှန်သူလေးမိသွားမှာကိုကြောက်တာကြောင့်သူမဟာအနာကထောက်တစ်ခုမှာပုံနေရင်တငယ်ချင်းဖြစ်သူကိုကောင်းလေးနှစ်ယောက်ကိုအမြန်ခေါ်ထုတ်သွားဖို့ပြောလိုက်ပါတယ်ခင်မွန်းဟောင်းထွက်သွားပြီးတဲ့နောက်သူမဟာတငယ်ချင်းနဲ့ဆုံဖို့သွားရင်းအမတ်မထင်ခလုတ်တိုက်လဲကျသွားပါတယ်သူမရှိမှအမွာလေးတွေကိုမြင်လိုက်ရတဲ့အခါသူမတငယ်ချင်းနဲ့အတူဘာလို့မသွားကြတာလဲဆိုတာကိုသူမစဝေစဝါဖြစ်သွားပါတယ်သူမကကလေးတွေကိုအိမ်ပြန်ခေါ်ဖို့ကြိုးစားပေမဲ့ကောင်လေးကတော့သူမလူမနေပြီဖြစ်ကြောင်းပြောပြပါတယ်အမျိုးသမီးကကောင်လေးနောက်နေတယ်လို့ထင်ပြီးသူတို့အတူရိုက်ထားတဲ့တပ်ပုံကိုထုတ်ပြလိုက်တဲ့အဲ့ဒီခါကျမှကောင်လေးကသူမဟာသူတို့ရဲ့အမေဖြစ်နိုင်တယ်ဆိုတာကိုရိပ်မိသွားပြီးသူမနောက်ကိုလိုက်လာခဲ့ပါတယ်သူမကကလေးတွေကိုကားထဲထည့်လိုက်ရုံရှိသေးတယ်ခင်မွန်းဟောင်းကသူမနောက်မှာရုတ်တရက်ပေါ်လာပါတယ်သူကလွန်ခဲ့တဲ့6နှလုံးလုံးသူမဘယ်မှာရှိနေခဲ့တာလဲလို့မေးမြန်းပြီးသူ့ကလေးတွေကိုကားထဲထည့်နေတာကိုသူမြင်ခဲ့တယ်လို့ပြောပါတယ်အမျိုးသမီးကတော့သူဟာသူမမွေးထားတဲ့ကလေးတွေအကြောင်းသိသွားပြီလို့ထင်ပြီးသူပြောတာကိုနားမလည်တယ်လို့ဟန်ဆောင်လိုက်ပေမဲ့ခင်မွန်းဟောင်းကတော့ကားကိုစစ်ဆေးဖို့ဆွတ်လုပ်ပါတော့တယ်သူမကသူ့ကိုတားဖို့ရှေ့တိုးလိုက်ပေမဲ့သူမကိုမြေပြင်ပေါ်တွန်းချလိုက်ပါတယ်သူကကားထဲကနေအမွာလေးတွေကိုဆွဲထုတ်တော့မဲ့အချိန်မှာပဲသူ့ရဲ့အတွင်းရင်းမှုကဖုံးဆက်ပြီးသူ့ကလေးတွေကိုရှာတွေ့ပြီဖြစ်ကြောင်းသတင်းလမ်းပို့ပါတယ်အမှန်တော့အဲ့ဒီအမျိုးသားမှလည်းအမွာကလေးတစ်စုံရှိနေတာပါကားထဲကအမွာလေးတွေကသူ့ကလေးတွေနဲ့တပုံစံနဲ့တူနေတာကြောင့်သူအရန်ကိုဇဝေဇဝါဖြစ်သွားပါတယ်ဒါပေမဲ့အတွင်းရင်းမှုကတော့ကလေးတွေကိုကဖေးဆိုင်တစ်ခုမှာတွေ့ခဲ့တာလို့ဆိုပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးကသူ့ကိုတွန်းထုတ်ပြီးထွက်သွားဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူမတငယ်ချင်းကရုတ်တရက်ပေါ်လာပြီးကလေးနှစ်ယောက်ပျောက်သွားပြီလို့ပြောပါတယ်ကားထဲကကလေးတွေဟာခင်မွန်းဟောင်းရဲ့ကလေးတွေမှန်သူမတငယ်ချင်းကမသိပါဘူးအမျိုးသမီးကတော့ကလေးတွေကားထဲမှာရှိတယ်လို့ပြောပြီးသူမတငယ်ချင်းကိုနှက်သိမ့်လိုက်ပါတယ်အမျိုးသမီးနဲ့သူမတငယ်ချင်းတို့ရင်းနှီးနေတာကိုမြင်ပြီးခင်မွန်းဟောင်းကတော့ဒေါသတကြီးနဲ့ထွက်ခွာသွားပါတယ်အမျိုးသမီးကကလေးတွေကိုအိမ်ပြန်ခေါ်လာပြီးတဲ့နောက်တခုခုမားနေပြီဆိုတာသတိထားမိလိုက်တယ်မူလကတက်ကြွလှုပ်ရှားနေတဲ့သူမရဲ့သမီးလေးကစကားမပြောချင်တော့တဲ့ပုံစံမျိုးဖြစ်နေပါတယ်ခင်မွန်းဟောင်းကသမီးလေးကိုခြောက်လန့်လိုက်တယ်လို့ထင်တာကြောင့်သူမဟာသူ့ကိုသွားပြီးရင်ဆိုင်ဖို့ပြင်ဆင်ပါတယ်တစ်ဖက်မှာလည်းခင်မွန်းဟောင်းရဲ့အိမ်မှာတော့တခြားသောရုပ်ချင်းတူအမွာတစုံကအိမ်ထဲမှာရက်နေပါတယ်ကလေးနှစ်ယောက်ကစပွဲပေါ်ကမိသားစုတပ်ပုံကိုမြင်သွားပြီးသူတို့ရှိကအမျိုးသားဟာသူတို့ရဲ့အဖေဖြစ်မှန်းကောင်လေးကတွက်ဆမိသွားပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားကိုသဘောကျနေတဲ့အမျိုးသမီးတစ်ယောက်ကအမြန်ပြေးလာပါတယ်သူမကကလေးနှစ်ယောက်ကိုဂရုစိုက်တယ်လို့ဟန်ဆောင်ပေမဲ့ကောင်လေးကတော့သူမကိုချက်ချင်းတွန်းထုတ်လိုက်ပါတယ်သူမဟာသူတို့မိဘတွေကိုကွာရှင်းအောင်လုပ်ခဲ့တဲ့သူလို့ကောင်လေးကပြောလိုက်တာပါကောင်လေးရဲ့ကြမ်းတမ်းတဲ့စကားလုံးတွေကြောင့်စိတ်တူသွားတဲ့သူမဟာကောင်မလေးရဲ့ပခုံးကိုလှမ်းကင်လိုက်ပေမဲ့ကောင်မလေးကလည်းသူမကိုလူဆုံးမကြီးလို့ခေါ်လိုက်ပါတယ်အမျိုးသားမှာမင်းတက်သွားရတဲ့သူ့ရဲ့အော်ဒဇင်ဝေဒနာရှင်သမီးလေးကခုလေးတင်စကားပြောလိုက်တာပါသူကသမီးလေးကိုအဲ့ဒီစကားကိုထပ်ပြောဖို့တောင်းဆိုပေမဲ့သမီးလေးကတော့ပြန်ပြီးတိတ်ဆိတ်သွားပါတယ်ကောင်လေးကရှင်းပြတာကတော့လူဆုံးမကြီးကသူ့ညီမလေးကိုအယမ်းညစ်ပြီးနာအောင်လုပ်လို့သူမစကားပြောလိုက်တာပါလို့ဆိုပါတယ်အမျိုးသားဟာချက်ချင်းဒေါသထွက်သွားပါတယ်သူဟာအဲ့ဒီအမျိုးသမီးရဲ့ရှင်းပြချက်ကိုနားမထောင်တော့ပဲသူဟာနောက်ထပ်ချစ်သူထားဖို့အစီအစဉ်မရှိကြောင်းတိုက်ရိုက်ပြောလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့သူမဟာဘလို့အခြေအနေမျိုးနဲ့ဖြစ်ဖြစ်သူ့ဘေးမှာပဲနေချင်တာပါလို့ဆိုပါတယ်သူ့ကလေးတွေဟာမိခင်မြတ်တာမပါပဲကြီးပြင်းလာခဲ့ရတာကိုတွေးပြီးအမျိုးသားကစိတ်လျှော့ပြီးတော့မဲ့အချိန်မှာပဲသူ့သားကညှင်းဆိုလိုက်ပါတယ်ကောင်လေးကသူ့ညီမလေးကိုခေါ်ပြီးအခန်းထဲကနေချက်ချင်းထွက်သွားပါတော့တယ်ကလေးတွေကသူမကိုမနစ်သက်တာကိုမြင်တဲ့အခါအမျိုးသားကအဲ့ဒီအမျိုးသမီးကိုသူ့အိမ်ကိုနောက်ထပ်မလာဘူးပြောလိုက်ပါတော့တယ်